Hello everyone အားလုံးပဲမင်္ဂလာပါရှင်။တို့ကဒီနေ့ကျောင်းပိတ်တုံးလေးခိုလန်းဆိုတဲ့ကျွန်းလေးကိုတော့မှာပေါ့နော်။ခိုလန်းကသူကဘန်ကောက်ကနေပြီးတော့ပတ်တရားကိုကားစီးသွားရတယ်။ပတ်တရားကနေပြီးတော့ဆက်လီစီးသွားရတဲ့ကျွန်းလေးပေါ့နော်။အဲ့တော့တို့ကဒီနေ့ကျွန်းမှာဘာတွေလုပ်မယ်ဘာတွေစားမယ်ဆိုတာအားလုံးပဲစောင့်ကြည့်ပေးကြပါဦးရှင်။တို့ကတော့ဒီပတ်တရားသွားဖို့အတွက်ဒီကားဂိတ်ပေါ့နော်အကမိုင်းကားဂိတ်ကိုသွားနေပါတယ်ရှင်။ရောက်ပြီပေါ့နော်။ဒီမှာ mask တက်ထားဒီမှာကျတော့ကိုဗစ်ပြန်ဖြစ်နေရဆိုတော့ mask လေးပါလေးတက်ထားပါ။ပါပြီ။ရောက်ပြီပေါ့နော်။ဒီဟိုတယ်မသွားခင်မုံရင်စားပါမယ်။ဆိုင်အမင်းဆိုင်ပေါ့။အကပောင်းလို့ပါလို့ရတယ်။တို့ရောက်ပြီပေါ့နော်ဒန်ဂျီလေးရောက်ပါပြီရှင်ပါပြောကြရေတော့မပြောနေပါဘူးမတ်တူကတယောက်ကမလေးbreakfast စားမှာပေါ့နော်breakfast စားပြီးတော့ပြေးတော့ပေါ့သူကပင်လယ်စာရေးစားပြီးတော့ဖြစ်တယ်ဆိုတော့ဝတ်ချက်ကတော့ဒီrice ပါလေ rice အပူလည်းမသိအဲ့ဒါကိုဝတ်သားနဲ့ပြီးတော့ဒီမှာကြောက်လေးပြီးတော့ဒီမှာ juice လေးနဲ့လမ်းဆန်းဝါအဲ့တော့စားလိုက်ပါမယ်ဒါခုပြန်တော့မှာပေါ့နော်ပြန်လာတော့ဖြစ်တယ်လို့လေးပဲဟိုဗာလဲပုတ်စီရအောင်ပါဆိုတော့ပြန်ပါတော့မယ်ရှင်ပြန်ပါပြီပြန်နေပါပြီအဲ့လိုပြီးတခါသွားပြီးစိတ်ညစ်ဆုံးချိန်ကပြန်တဲ့ချိန်ပဲသွားတော့ပြုတ်ပဲဘလောက်ပဲခက်ခဲကြီးသွားတယ်ပြန်တဲ့ချိန်ကျတော့ဝန်းနေတယ်လို့ဖြစ်ပုံမှန်ပါပဲတော့မယ်ပေါ့နော်နောက်လေးကိုစောင့်နေတာဒီနိုးလား Hello
ကဲတို့ကအခုခိုလန်းကျွန်းပေါ်သွားခဲ့တဲ့အတွေ့အကြုံလေးတို့က sharing ပြန်လုပ်မယ်ပေါ့နော်တို့ကတော့သွားဖို့အရန် recommend ပေးတယ်လုံးဝတိုက်တွန်းတယ်ဘာဖြစ်လို့လဲဆိုတော့ခိုလန်းကျွန်းလေးကဒီတို့ကတော့လို့ exam stress တွေပြီးနေတဲ့လူတွေအဲ့လိုမျိုးအလုပ်ကိစ္စတွေအလုပ်တွေနဲ့စိတ်ညစ်နေတဲ့လူတွေမိသားစုနဲ့ခရီးထွက်ချင်တဲ့လူတွေဆိုလို့ရှိရင်အဲ့လိုမျိုးသွားလို့ကောင်းတဲ့နေရာလေးတစ်ခုကွာအဲ့လို sea vibe ကိုအပြည့်ရမယ်တောင်တန်းတွေလည်းရှိရောအဲ့လိုဘယ်လိုပြောရမလဲအရန်ကိုဓာတ်ပုံချိုင်းလို့လည်းလှတဲ့နေရာလေးတစ်ခုအဲ့တော့တို့ကခိုလန်းကျွန်းကိုသွားဖို့လုံးဝ recommend ပေးတယ်။သွားတာတော့အမှန်တမ်းပြောရင်ပင်ပန်းနေဒါပေမဲ့အရန်ပျော်ဖို့ကောင်းတယ်ဆိုတော့အာမခံတယ်။ကဲခုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဘလော့မှာတွေ့ပါအောင်မယ်။ Bye bye